မျိုးသမီးတယောက်ဟာမတော်ဆဲလက်နေထီသမျှကိုရွှေအဖြစ်ပြောင်းနိုင်တဲ့စွမ်းအားကိုရသွားခဲ့တယ်။ဒါပေမဲ့သူမပထမဆုံးလုပ်ခဲ့တာကကိုညမကိုတောင်ရွှေရုပ်တူအဖြစ်ပြောင်းပြလိုက်တာပဲ။အရင်ဘဝမှာဒီစွမ်းအားကြောင့်သူမနန်းတော်ထဲဝင်ရောက်နိုင်ခဲ့ပြီးမင်းသားတတိယရဲ့အမားတော်ဖြစ်လာပဲ။နောက်ဆုံးတော့နိုင်ငံရဲ့ဘရင်မအထိဖြစ်သွားခဲ့တယ်။ဒါပေမဲ့သူမရဲ့အောင်မြင်မှုကညမရဲ့မနာလိုမှုကိုပုံမဆိုးရွားစေခဲ့တယ်။ဘရင်မအဖြစ်တိုက်ရနေမှာပဲညမကသူမပိုက်ထဲကိုဓာတ်နဲ့ထိုးတက်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူမတသက်လုံးကာကွယ်ခဲ့တဲ့မိသားစုကသူမကိုတခါမှမချစ်သေးဘူးဆိုတာနားလည်သွားခဲ့တယ်။နောက်ဆုံးအသက်ရှူမဝင်ခင်ကြံရှိသမျှစွမ်းအားလုံးကိုအသုံးပြုပြီးညမကိုရွှေတန့်ရုပ်တုအထိပြောင်းပြစ်လိုက်တယ်။အဲ့ဒီနေရာမှာပဲနှစ်ယောက်စလုံးတေးဆုံးသွားခဲ့ကြတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းသူမမထင်မဲ့ပဲပြန်လဲမွေးဖွားသွားခဲ့တယ်။ပြန်မွေးလာတဲ့နေ့ကသူမအရင်ဆုံးရွှေသစ်ပင်ကိုတွေ့ခဲ့တဲ့နေ့ပဲ။ဒီတစ်ခါတော့သူမအဲ့ဒီသစ်ပင်ကိုလုံးဝမထီတော့ဘူးလို့ဆုံးဖြတ်ထားတယ်။အဲ့ဒီအချိန်မှာပဲလူညစ်ညမကအပြေးဝင်လာပြီးသူမကိုဘေးတစ်ဖက်ထုတ်ပြကကိုယ်တိုင်သစ်ပင်ကိုလဲထိလိုက်တယ်။မျောလင့်ထွားတယ်လို့ပဲရွှေပြောင်းနိုင်တဲ့စွာသားကညမစီကိုပြောင်းသွားခဲ့တယ်။အဲ့ဒီအချိန်မှာသူမနားလဲသွားခဲ့တာကညမလေးပြန်လဲမွေးဖွားလာသူဆိုတာပဲ။သူမမတုံ့ပြန်ပဲတိတ်တိတ်နေတာကိုမြင်ပြီးညမကကိုတယောက်တည်းပဲပြန်မွေးလာလေလို့ထင်ခဲ့တယ်။ဒီဘဝမှာတော့ဘယင်းမနေရကကိုတတော်ပဲလို့ယုံကြည်နေခဲ့တယ်။ဒါပေမဲ့သူမမသိခဲ့တာကအမျိုးသမီးဟာငါးစားကိုကြိုက်လာဖို့စောင့်နေတာပဲဆိုတာ။ဘာကြောင့်လဲဆိုတော့ဒီရွှေစွမ်းအားကကောင်းကြီးမဟုတ်ဘူးဆိုတာသူမကအရင်ဘဝကတည်းကသိပြီးသား။စွမ်းအားကိုအသုံးပြုတိုင်းအသက်တာကိုဖြုံးစားသွားတာဖြစ်တယ်။အရင်ဘဝမှာမင်းမတတိယကသူမကိုရွှေထုတ်ဆက်လို့သုံးခဲ့လို့အသက်မပြည့်ခင်ကတည်းကစပင်းဖြူကိုအားနေသွားခဲ့ရတယ်။ဒီတစ်ခါတော့အဲ့ဒီနာကျင်မှုကိုညမကိုကိုယ်တိုင်ခံစားစီမယ်လို့ဆုံးဖြတ်ထားခဲ့တယ်။စွမ်းအားရသွားပြီးမကြခင်ညမကမင်းသားတတိယကိုခေါ်လာခဲ့တယ်။စိတ်မရှိနိုင်မင်းနဲ့ရွှေပြောင်းနိုင်တဲ့စွမ်းအားကိုချစ်ချင်းပြသလိုက်တယ်။ခွက်တစ်ချက်ကိုတစ်ချက်ထိလိုက်တာနဲ့ရွှေတန့်ပြေးသွားခဲ့တယ်။အဲ့ဒီအံ့ဩမြင်ခွင်းကြောင့်အဲ့ဒီနေရာမှာရှိသူအားလုံးအံ့ဩသွားကြတယ်။မင်းသားတတိယကအယံပျော်သွားပြီးသူမလက်ကိုဖမ်းဆွဲကနောက်ထပ်အရာတွေကိုလည်းပြောင်းခိုင်းလိုက်တယ်။အခွင့်အရေးကိုမလွတ်ပဲညမကလက်ထပ်ဖို့တောင်းဆိုလိုက်တယ်။မင်းသားတတိယကသူပြိုးသမားအရာအားလုံးကိုရွှေပြောင်းပေးနိုင်လက်ထပ်မယ်လို့ကတိပေးခဲ့တယ်။ညမကဝမ်းသာအားရနဲ့စပွဲပေါ်ရှိအရာအားလုံးကိုရွှေအဖြစ်ပြောင်းလိုက်တယ်။ဒါပေမဲ့လူတွေပျော်နေကြချိန်မှာပဲညမရဲ့နှခေါင်းကသွေးယူလာတယ်။အမျိုးသမီးကစွမ်းအားရဲ့အမှန်တရားကိုညမသိသွားမှကြောက်လို့အယံလေးရှောင်လို့အားစေးတွေအညာကြီးစားမိလို့ချစ်ချင်းလင်ရောက်ဖုံးဝေလိုက်တယ်။မင်းသားတတိယကစကားနှခုံသားရပေးပြီးနောက်ထပ်ကြီးမားတဲ့ပန်းအော်တွေလုံးကိုပါရွှေပြောင်းခိုင်းလိုက်တယ်။ညမကမတိမသားတဲ့လိုက်လုပ်လိုက်တယ်။ပြီးတော့ရွှေအားလုံးကိုကိုပိုင်အိမ်တို့တွဲခိုင်းချောင်ပြီး၃ရက်အတွင်းပြန်လာလက်ထမယ်လို့ပြောကထွက်သွားခဲ့တယ်။ဒါပေမဲ့သူထွက်သွားတဲ့နေ့တစ်ပြိုင်နက်ညမကရုတ်တရက်မြေပြောကကြသွားပြီးကိုခန္ဓာအပေါက်ခွန်းတစ်လုံးကတွဲယူလာတယ်